ဒီမှာတော့ကျွန်တော်အားလုံးရဲ့နှလုံးသားကိုလှုပ်ခတ်သွားစေမဲ့လော်ထူးရတဲ့ဖြစ်ရမဲ့ဇလန်လေးတစ်ပုဒ်ကိုပြောပြပေးချင်ပါတယ်အခုမြင်တွေ့နေရတဲ့မြင်ကွင်းကတော့အမေရိကန်ပြည်ထောင်စုရဲ့လမ်းမကြီးတွေထဲမှာဗုဒ္ဓဘာသာရဟန်းတော်တွေငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ကြွချီနေကြတဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်ဒီကြီးစဉ်ဟာတက္ကဆက်ပြည်နယ်ကနေဝါရှင်တန် DC အိမ်ဖြူတော်အထိမိုင်ပေါင်း2300ကျော်ကီလိုမီတာအား3900ကျော်ဝေးကွာတဲ့ခရီးကြမ်းကြီးဖြစ်ပါတယ်ဒါပေမဲ့ဒီကြီးစဉ်မှာလူတွေအားလုံးရဲ့အာရုံဖန်ဆားထားတာကတော့ရဟန်းတော်တွေကြီးပဲမဟုတ်ပါဘူးတင်ငယ်အောင်လွှမ်းနေတဲ့တန်ဃာတော်တွေကြားမှာတေးချမ်းစွာလိုက်ပါလာတဲ့အာလောကလို့အမည်ရတဲ့ခွေးလေးတစ်ကောင်ကြောက်ပဲဖြစ်ပါတယ်။သူ့ရဲ့နာမည်အာလောကဆိုတာကတော့ပါနီလိုအလင်းရောင်လိုအဓိပ္ပာယ်ရပြီးခုချိန်မှာတော့သူဟာကဘာကြီးအတွက်ငြိမ်းချမ်းရေးအလင်းရောင်တစ်ခုဖြစ်လာခဲ့ပါပြီ။ဒီခွေးလေးရဲ့ဇလန်အစားကတော့လွန်ခဲ့တဲ့2022ခုနှစ်ဒီဇင်ဘာလလောက်ကစတင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကတန်ဃာတော်တွေဖွဲ့ဟာအိန္ဒိယနိုင်ငံကာလာကဒါမြို့မှာငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်စတင်ခဲ့ကြပါတယ်။လမ်းဘေးမှာလေလွှင့်နေတဲ့ခွေးလေးတစ်ကောင်ဟာကြွားကြည့်လာတဲ့တန်ဃာတော်တွေကိုမြင်လိုက်တာနဲ့ရုတ်တရက်ထူးခြားတဲ့တန်ရုံးစီတစ်ခုဖြစ်သွားခဲ့ပုံရပါတယ်။ဘသူကမှဖိတ်ခေါ်တာမဟုတ်ပဲတန်ဃာတော်ရဲ့နောက်တကောက်ခေါက်လိုက်ပါခဲ့ပါတော့တယ်အစာပိုင်းမှာတော့ကိုရိုရီယာခီးကျန်းဖြစ်တဲ့အတွက်သူ့မလိုက်စေချင်ပါဘူးလမ်းမှာဒုက္ခရောက်မှဆိုလို့မောင်းပြန်လွတ်ခဲ့ကြလုံခြုံမဲ့နေရာတွေကိုထားခဲ့ဖို့ကြိုးစားခဲ့ကြပါသေးတယ်ဒါပေမဲ့ဒီခွေးလေးကတော့လုံးဝလမ်းမလျှော့ခဲ့ပါဘူးဘလောက်ပဲမောင်းဘလောက်ပဲကြံခဲ့ရတန်ဃာတော်တွေရှိရာလမ်းကြောင်းကိုအရောက်ပြန်လာပြီးမိုင်ပေါင်းများစွာခီးကိုဆက်လက်လိုက်ပါခဲ့ပါတယ်အိန္ဒိယနိုင်ငံထဲမှာရပ်ပေါင်း112ရက်ကြာလမ်းလျှောက်ခဲ့တော့ကလည်းဒီခွေးလေးဟာအခက်အခဲပေါင်းစုံကိုကြော်ပြတ်ခဲ့ရပါသေးတယ်။လမ်းမှာခြားခွေးတွေရဲ့ဝိုင်းဝန်းကိုက်ခဲ့တာကိုလည်းခံခဲ့ရဘူးလို့ကားတိုင်းမိလို့တန်ရာပြင်းတဲ့စွာလည်းရခဲ့ဘူးတာတွေလည်းရှိခဲ့ပါတယ်။တော်ရုံတလိမ့်ဆန်ဆိုရင်တော့ဒီလောက်တန်ရာရရင်လမ်းမတွေကြံခဲ့မှာပါ။ဒါပေမဲ့အာလောကလေးကတော့တေမင်းတွေကိုအန်တူကြီးပြန်ထားလာခဲ့ပါတယ်။တန်ရာတွေနဲ့နာကျင်နေတဲ့ကြားကပဲတန်ဃာတော်တွေရဲ့ခြေလမ်းတွေနောက်တပွားမခွာလိုက်ပါရင်သူ့ရဲ့တိစ္ဆာတရားကိုတက်တည်ပြခဲ့ပါတယ်။တန်ဃာတော်တွေကလည်းသူ့ရဲ့ကြီးမားတဲ့မြေတာနဲ့တန်ရုံးစီကိုနားလဲသွားပြီးတဲ့နောက်မှာတော့အာလောကဆိုတဲ့ပွဲနာမည်ကိုပေးပြီးတာနာပြုတ်ခီးပေါ်ပြီးတရားဝင်လက်ခံခဲ့ကြပါတော့တယ်။တန်ဃာတော်တွေကတော့ဒါရိုးရိုးတန်ရုံစီမဟုတ်ပဲအတိတ်ဘဝပါလာတဲ့ရေးဆက်လို့ယုံကြည်ကြပါတယ်။အခုအမေရိကန်ခီးစဉ်မှာလည်းယာဒီဥတုကအလွန်ဆိုးရွားပါတယ်။နင်းတွေကြားနေပြီးအေးခဲနေတဲ့လမ်းမကြီးတွေပေါ်မှာတန်ဃာတော်တွေနဲ့အတူအာလောကလေးကဆက်လက်လျှောက်လန်းနေစေပါပဲ။ယာဒီဥတုအေးတဲ့အတွက်ကိုရိုရီယာသူ့အနှွေးတဲ့အင်ဂျီလေးတွေဝေပေးထားပါတယ်။ညဘက်ရောက်ရင်လည်းတန်ဃာတော်တွေနဲ့တရင်သုံးတဲ့တဲထဲရဖျားပေါ်မှာပဲအတူတူအိပ်ဆက်ပါတယ်။မနေ့လေးနာနဲ့တန်ဃာတော်တွေနဲ့အတူတရားမှန်လို့ငြိမ်သက်စွာနေထိုင်ပြီးခီးဆက်ဖို့ပြင်ဆင်လေးရှိပါတယ်။သူ့ရဲ့မျက်နှာပေါ်မှာထူးခြားတဲ့အချက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့မျက်ခုံးတစ်ခုကြားမှာဖြူရောင်အသေးပုံစံအမှတ်သားလေးပါနေတာပါပဲ။ဒါဟာမျက်နှာတရားရဲ့တင်တာတစ်ခုလိုဖြစ်နေပြီးမြင်နေရသူတိုင်းကိုအေးချမ်းမှုပေးစွမ်းနိုင်ပါတယ်။လန်ကီတစ်ချောင်းမှာအမေရိကန်နိုင်ငံသားတွေဟာတန်ဃာတော်တွေကိုဖုံးမြော်ကြလို့ဒီခွေးလေးကိုလည်းအထူးတလဲဂယူဆိုင်ကြပါတယ်။တချင်ကလမ်းဘေးခွေးတစ်ကောင်ဖြစ်ခဲ့ပေမဲ့ခုချိန်မှာတော့သူဟာကမ္ဘာငြိမ်းချမ်းရေးတန်တမန်ခွေးလေးတစ်ကောင်ဖြစ်နေပါပြီ။စကားလုံးမှမပြောတတ်တဲ့တိရစ္ဆာန်လေးကလူသားတွေကိုတရားပြနေလို့ပါပဲ။ငြိမ်းချမ်းရေးအတွက်ဆိုရင်ဘာသာစကားတွေလူမျိုးတွေမျိုးစိတ်တွေမလိုပါဘူး။မိသားစိတ်တစ်ခုရှိရင်ဖြစ်ပါတယ်ဆိုတာကိုသူကသက်သေပြနေပါတယ်။လမ်းဘေးကလူတွေကသူ့အမြင်ပြုံးပြကြတယ်။ဓာတ်ပုံရိုက်ကြတယ်။တချို့ဆိုရင်အယိုသေးတောင်ပေးကြပါတယ်။သူဟာတာမန်ခွေးလေးတစ်ကောင်လိုဟောင်းတာစူညံတာမျိုးလုံးဝမရှိပဲရဟန်းတစ်ပါးလိုတည်ငြိမ်အေးဆေးစွာလမ်းလျှောက်နေတာကတကယ်ကိုအော်စရာပါပဲလက်ရှိချိန်မှာအာလောကလေးကခြေထောက်ကွဲစိမှုတစ်ခုပြုတ်လုထားရတဲ့အတွက်ခဏတာအနားယူနေရပေမဲ့အကြခင်မှာတန်ဃာတော်တွေနဲ့အတူဝါရှင်တန် DC ကိုရောက်အောင်ဆက်လက်ချီတက်သွားမှာဖြစ်ပါတယ်သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေဖွင့်ပေးထားပြီးကမ္ဘာတဝန်းကလူပေါင်းများစွာဝိုင်းဝန်းစောင့်ကြည့်အားပေးနေကြပါတယ်ဒီဇလန်ကကျွန်တော်တို့လူသားတွေအတွက်မေခွန်းလေးတစ်ခုမေးနေတယ်လို့ပါပဲတိရစ္ဆာန်လေးတစ်ကောင်တော့မှငြိမ်းချမ်းရေးနဲ့သစ္စာတရားအတွက်ဒီလောက်ထိပေးမဲ့ဆင်းရဲခဲ့ပြီးစူးစမ်းနိုင်တယ်ဆိုရင်ကျွန်တော်တို့လူသားတွေရောကမ္ဘာကြီးငြိမ်းချမ်းမှုအတွက်ဘာတွေလုပ်ပေးနိုင်ကြလဲဆိုတာပါပဲအတိတ်ဘဝကတန်ခါဝေယဝိစာပြုခဲ့ပူတဲ့ကုသိုလ်ကံကြောင့်အခုလိုတန်ခါတော်တွေနဲ့အတူနေခွေးရတဲ့အာလောကလေးကျမ်းပါပါစေခီးဆုံးဒီဘေးကင်းပါစေလို့ဆုတောင်းပေးလိုက်ကြအောင်